ရီလောက်ပြပါမယ်ပူရီဂျုံချမ်းအာတာအစိတ်သားကိုစကားအရင်တိုက်ပါမယ်ဟိုတနေ့ကဝယ်ထားလို့ဒီနေ့ပူရီလောက်တော့စကားလေးပြန်တိုက်တာပါဂျုံအစ်စ်ဆိုလည်းမတိုက်လည်းရပါတယ်ဒါတရက်နှစ်ရက်ဝယ်ထားလို့ပိုးများတက်လာဆိုပြီးတော့စကားတိုက်တာတကြားနည်းနည်းထည့်ပါမယ်ဟိုတနေ့ကအာတာနေတဲ့အတိုင်းပဲအဲ့ဒီချိုးစားအတိုင်းပဲဂျုံအစိတ်သားကိုတကြားနည်းနည်းစားနည်းနည်းထည့်ပါတယ်လက်နဲ့တမအောင်ပြန်မှွေမယ်ဝင်ပြီးတော့ရေကိုပေါင်းဦးစံချိန်ခွက်နဲ့မချိန်ပဲနဲ့နိုးစီခွက်နဲ့ချိန်ပြတာပါညီမလေးတယောက်ကပေါင်းဦးစံချိန်ခွက်မရှိရင်ဘာနဲ့ချိန်ရမလဲမေးလို့ကျမတခါတည်းချိန်ပြတာပါနိုးစီခွက်အခွက်အပြည့်မထည့်ဘူးနည်းနည်းလျှော့ပြီးတော့ရေကိုထည့်ပါမယ်အာတာလေးနေတဲ့လက်ကတော့ကျမရဲ့ခင်မွန်းလက်ပြောင်းသွားပါပြီကျမအရန်ပင်မန်းနေလို့ခင်မွန်းကနေပေးတာပါဝိုင်းကူပေးတာပါမနက်စားဖို့အာတာကိုညနေထားလိုက်တာပါကျမတို့ကမနက်မှလှုပ်စားမယ်ဆိုတော့ညရေအစင်သစ်ဖြစ်အောင်နေထားတာပါတကယ်လို့ချက်ချင်းစားခြင်းနဲ့ဆိုလေဟိုတနေ့ကပြောသလိုပဲဂျုံကအိမ်မှာအချိန်မရွေးရှိနေတယ်ဆိုရင်15မိနစ်နာရီဝက်ချက်ချင်းနဲ့ချက်ချင်းလှုပ်စားလို့ရပါတယ်တညသိပ်စရာမလိုပါဘူးကျမတို့မနက်စားမှမလို့ကိုယ့်အကူအစီအစဉ်လုပ်ထားလို့ပါဂျုံနဲ့သွားပါပြီကောင်းကောင်းလေးနေပြီးတော့ခဏထားလိုက်ပါမယ်ညကိုမနက်ကျရင်ဂျုံကိုပြန်ပြီးတော့တေချာအလုံးညီလေးတွေအနေတော့အလုံးလေးတွေဓာတ်နဲ့ဖြတ်ပိုင်းပြီးတော့မှပြန်ဝိုင်းဝိုင်းလေးတွေပြန်လုပ်ပါမယ်ဂျုံအစိတ်သားကို26ခုထွက်ပါတယ်အနေတော်လေးတွေပူရီဝိုင်းလေးတွေအနေတော်လေးတွေ26ခုရပါတယ်ကျွန်တော်တို့မိသားစုကတော့မာရှာလာကောင်းကောင်းလောက်ပါတယ်မိသားစုအရန်မများရင်တော့လောက်ပါတယ်မိသားစုများတယ်ဆိုရင်တော့90သားလောက်မှဖြစ်မှာပါကလေးတွေကလည်းအစားမကြည့်ဘူးတယောက်ကို2ချက်ပဲစားပါတယ်2ခုလောက်ဆိုရင်ကလေးတွေကဝပြီကျမတို့ကမာရှာလာ26ခုကပူပါသေးတယ်အခုနချက်ထားတဲ့အာလူးဟင်းရယ်ခုနကြိတ်ပြတဲ့ပူဒီနာချက်တင်းရယ်နဲ့ဒီပူရီကိုစားမှာပါပြီးသွားပါပြီအလုံးလေးတွေလှုပ်လို့ပူရီလေးကိုဖြန့်မယ်ကျမတို့စီမတုတ်တော့ဘူးစီနဲ့မဖြန့်တော့ဘူးအမှုန့်နဲ့ပဲဖြန့်တယ်အာတာအမှုန့်လေးပဲနည်းနည်းဖြူပြီးတော့ဖြန့်တယ်ဂျုံကိုပြန်ပြီးတော့ဖြန့်တဲ့အချိန်မှာအာတာအလုံးကိုခောက်เสียမလို့ပါဘူးဒီတိုင်းပဲဖြန့်ပြီးဒီတိုင်းပဲကြော်မှာပါပြန်ခောက်တာရိုတီချက်ပါတီလုပ်တဲ့နေရာခောက်တာပါပူရီကခောက်เสียမလို့ပါဘူးရပါပြီကြော်ပါတော့မယ်စားမဲ့လူအတွက်5ချက်6ချက်ဖြန့်လိုက်ကြော်လိုက်6ချက်လောက်ဖြန့်လိုက်ကြော်လိုက်လုပ်တာပါပူလေးချက်ချင်းဖြန့်ချက်ချင်းကြော်ပြီးတော့စားမဲ့လူကိုချပေးတာပါစီအရန်စီချက်ကောင်းကောင်းချက်မှပူရီဖောင်းတာပါစီမချက်ပဲနဲ့ပူရီမဖောင်းပါဘူး gas နဲ့ကြော်ရင်ပိုကောင်းပါတယ်အာလူးဟင်းထည့်ပါမယ်ပူဒီနာချက်နီထည့်ပါမယ်ရပါပြီ